ဆိုတော့ကျွန်တော်တခုမေ့သွားတယ်เนาะကျွန်တော်တို့ဗာလဲဆိုတော့အခုလုံနေဦးမထင်တယ်ဆရာတို့เนาะဟိုဆရာယူဘတ်အင်ဂျယ်တို့เนาะဖျားရဲ့လူဟုတ်တယ်เนาะကဘာမှာဖျားအသုံးပြုနေတယ်သူတို့လာတယ်ဒီမှာပွဲလုံနေတာဖြစ်တယ်ဆိုတော့ဒါလေထုဂျပန်နိုင်ငံအတွက်ဒါထူးခြားပြောင်းလဲမှုတစ်ခုလည်းဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်ဒီနေရာကနေပြီးတော့ပေါ့နော်တတိယတဲ့ခါမှာဒီနေ့နောက်ဆုံးနေ့ဖြစ်တယ်အဲ့ဆိုဆွတ်တောင်းပေးပါဆွတ်တောင်းပေးစီခြင်းနဲ့ကျွန်တော်လည်းเนาะပွဲကိုသွားတယ်ပွဲကိုသွားတော့ကျွန်တော်လည်းဖျားခင်ကနေပြီးတော့မှအဲ့မှာစကားပြောခြင်းကိုကျွန်တော်ခံစားရတယ်ဆိုတော့ပွဲရှိတယ်ဆိုတော့เนาะပွဲဆိုတော့တာမန်နဲ့လည်းမတူဘူးလीเนาะသူတို့တေချာစီစဉ်ရတယ်ပတ်စံတွေလည်းပြင်ဆင်ရတယ်เนาะလူဝင်အားငွေအားအမျိုးမျိုးသူတို့စိုက်ထုတ်ရတာဖြစ်တယ်အဲ့ဆိုတော့လွယ်ကူတဲ့အရာတော့မဟုတ်ဘူးအဲ့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းတွားပြီးပတ်ဝင်တဲ့ခါကျတော့ကျွန်တော်တို့အိမ်မှာနေတာမဟုတ်ဘဲနဲ့เนาะယထာတွေစစ်စင်စီးတယ်ဝေးစီးပြီးသွားတယ်ပြီးတော့မျော်လင့်တယ်လीเนาะဟိုကဘာမှာဖျားသုံးယူနေတဲ့သူဆိုတော့တစ်ခုကြားရမယ်တစ်ခုထူးခြားတဲ့မျော်လင့်ခြင်းနဲ့သွားတယ်လိုချင်တယ်ပေါ့เนาะတစ်ခုလည်းအဲ့ဆိုတော့သွားတော့မှဘာကိုဖျားကနေပြီးတော့အမှပြောလဲဆိုတော့ဘာလာချရလဲလို့ကျွန်တော်မေးဖျားเนาะဒီဘက်ကလာတွေ့တာလားတဲ့ဖျားအဲ့လိုမေးတယ်เนาะအဲ့ဆိုတော့ပြန်ပြီးတော့မှစင်ကျင်ပြစ်တယ်ပေါ့เนาะဖျားတင်လိုက်တဲ့အရာတွေကိုပြန်ပြီးတော့မှပြောပြချင်တာเนาะကျွန်တော်ကအရန်အဲ့ prophet လေးအရန်နာမည်ကြီးရတယ်เนาะကဘာမှာနာမည်ကြီးတော့เนาะဂျပန်လူမျိုးတွေဒီလောက်ဆာငတ်ပြီးတော့မှအဲ့လောက်အများကြီးဖျားကိုတဲလောက်လာရှာဖွေတဲ့ဟာရှိမှကျွန်တော်မသိခဲ့ဘူးအဲ့မှာတွေ့လိုက်ရတာเนาะအိုးဂျပန်လူမျိုးတွေအများကြီးပဲပြီးရှင်နိုင်ငံတကာလူတွေအများကြီးပဲဩစတြေးလျနေပြီးတော့မှဒီပွဲအတွက်တည်တံ့လာတယ်ဖိလစ်ပင်းကနေဒီပွဲအတွက်တည်တံ့လေလက်မှတ်ဖြတ်ပြီးတော့မှလာတယ်နိုင်ငံအသီးသီးကလာကြတာသူတို့အဖို့ခတ်ပြီးကျွန်တော်ကြည့်တော့သူတို့ရဲ့ဆာငတ်ခြင်းသူတို့ရဲ့တောက်လောင်ခြင်းကိုမြင်ရတယ်နော်အရန်နဲ့သဘောကျတယ်အိုးသူတို့ဒါအရန်အဖို့ခတ်ပေးတာပဲတချို့ဆိုတော့ဒါတစ်ခါမှခီးမသွားဘူးတဲ့သူတွေလည်းပါရှင်မပါဆိုဆိုလည်းမနေ့ကဟိုမှာ sharing ပြန်လုပ်တယ်နော်အဲ့ဒီအမတယောက်ကြောင့်သူကလေးက autism ဖြစ်တာသူကအဲ့ကလေးအတွက်လည်းဆွတ်တောင်းခံချင်လို့ဆိုပြီးတော့မှသူတစ်ခါမှနိုင်ငံသားခီးမသွားဘူးတဲ့အဲ့သူကြောက်လာခဲ့တာနော်အမျိုးသမီးတယောက်တည်းဝါသူ့ကြည့်ပြီးတော့မှအရန်ဟို admire ဖြစ်တယ်နော်ဘုရားကိုအရန်ဆံကတောက်လောင်နေမြင်တော့အဲ့ဆိုတေချာပေါက်သူလဲသူလိုချင်တဲ့ယုံကြည်ခြင်းနဲ့နော်သူလိုချင်တဲ့အကျိုးသူရမှာတေချာကျွန်တော်အဓိကပြောချင်တာကလေအဲ့ဒီရဲ့ပွဲလိုမျိုးကျွန်တော်ဖွင့်ပြတာတွေကတော့အများကြီးပဲဖွင့်ပြတာအများကြီးပဲအဓိကဘုရားကကျွန်တော်ဘာစကားပြောလဲဆိုတော့အဲ့ဒီပွဲကိုတွားတယ်မျှော်လင့်ခြင်းနဲ့နေ့ရက်တိုင်းမှာဘုရားကိုဆာငတ်စေချင်တာအဲ့ဒီပွဲတွေမှာတေးကြတယ်ဘာလို့ဆိုဘုရားရဲ့တုံးပြုခံနေရတဲ့သူဘုရားကောင်းကြီးပေးတဲ့သူလာတဲ့အတွက်ကြောင့်မတူဘူးအဲ့ဒီမှာရှိတဲ့ဟိုအသစ်တော်သွန်းလောင်းခြင်းတွေရှိတယ်အဲ့ဒီလေထုထဲမှာကောင်းကြီးမင်္ဂလာတွေရှိတယ်အဲ့မှာရတယ်လို့နေ့ရက်တိုင်းမှာလည်းဘုရားခင်အဲ့လိုပေးချင်တာကျွန်တော်တို့ပြီးတော့မှကျွန်တော်ကြည့်တော့မလုံတော့ဘူးဆရာတယောက်တည်းနဲ့ကျွန်တော်ပြောချင်တာလေဆရာတို့လူတွေအများကြီးပေါ်ထွက်လာဖို့လိုအပ်တယ်ကျွန်တော်ယုံကြည်သူတွေလေအဲကြောင့်ဒီမှာရှိတဲ့သားသမီးတွေကျွန်တော်အဲ့လိုယုံကြည်တယ်တယောက်စီတိုင်းရလေတကယ်ဘုရားအသုံးပြုတဲ့ဘုရားချီးမြှောက်ခြင်းခံရတဲ့ဒီလိုဆရာလိုမျိုးเนาะ prophet တွေเนาะတကယ်ဘုရားအသုံးပြုတဲ့ crusader ကြီးတွေအေဝံဂေလိသမားတွေတကယ်နမိတ်လက္ခဏာတကိုးနဲ့ပြည့်တဲ့ခေါင်းဆောင်တွေဒီလိုဖြစ်လိမ့်မယ်အာမင်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်လိမ့်မယ်အာမင်เนาะဒီမှာလေဒါပါတော့ဒါဆရာနာမည်တော့မပြောတော့ဘူးเนาะပြောလိုက်မယ်ကွာဆရာယူဘတ်အင်ဂျင်မလားဆိုတော့အခုဟိုဗာ prophet ဟိုကီလိုဟိုကျွန်တော်လည်းနာမည်တော့သိချင်မသိဘူးเนาะ Kenneth Hagin တို့ဆရာ Kenneth Hagin တို့เนาะဆရာမ Joyce Meyer တို့အဲ့လိုလူမျိုးတွေ impact ဖြစ်တဲ့လူတွေလေပို့ပြီးတော့ထွက်လာလို့ရှိရင်ဘုရားကဘာမှာအလုပ်လုပ်ရတာပို့ပြီးတော့မှကျေပြန့်တယ်လို့ကျွန်တော်ခံစားရတယ်ဘုရားခင်ကလည်းအဲ့လိုရည်ရွယ်တယ်တယောက်နှစ်ယောက်တည်းကိုသုံးခြင်းတာဟုတ်ဘုရားအကုန်လုံးသုံးခြင်းတာကျွန်တော်အဲ့ဒီရဲ့နှိုးဆောင်မှုပေးတယ်တင်တို့တွေကိုအဲ့လိုမျိုးသုံးခြင်းတယ်သုံးခံခြင်းကြလားမသိဘူးညာအသုံးခံခြင်းတယ်ဆိုလို့ရင်တေချာပေါက်အသုံးခံရမယ်အာမင်နော်အဲ့မှာလေဆရာကြည့်တော့လေဆရာအရင်ပင်ပန်းတယ်နော်ဟီလင်လိုက်ဆုတောင်းရလေလူတွေကလေအရန်ဆာငတ်နေကြတယ်နော်ဆိုတော့ဆရာမပဇော်လဲဒီမှာသွားတော့ထိုင်နေသူကြောက်ကက်သမားတွေအတွက်ဆုတောင်းတယ်ဟီလင်လူတွေအတွက်ဆုတောင်းတယ်အဲ့ဒါလေကျွန်တော်ရဲ့နှလုံးသားတော့တူတယ်ဘာလို့ဆိုတော့အဲ့မှာလာတော့မြင်ရတယ်လေနော်တရုတ်လူမျိုးတွေလည်းမြင်ရတယ်နော်ဟိုဂျပန်လူမျိုးတွေလည်းမြင်ရတယ်ဘာလို့ဆိုသူတို့ဖြစ်နေတဲ့ယောဂကိုသူအရန်ပြောက်ချင်တာဘာလို့ဆိုဆရာကပေးမပြောက်နိုင်တော့ညှို့လင်းချက်မရှိဘူးအဲ့လိုမျိုးเนาะဒီရွတ်တိုင်းဆွဲနေတဲ့လူတွေလာတယ်เนาะတုံကြည့်နဲ့เนาะအဲ့လိုမျိုးဟိုအောက်ပိုင်းအဲ့လိုအဲ့လိုမျိုးပိုလီယိုလိုမျိုးဖြစ်နေတာတွေဘာလို့စာနာမဟုတ်ပါဘူးဆရာကကုလို့မရတော့ဆ
ဆရာလည်းမကုပေးတော့ဒါသူတို့ကပြုစုပြီးတော့သွားတော့မှာသူတို့အရန်နဲ့မျောလင့်တယ်ဒါပေမဲ့ဆရာကလက်လျှော့ပြီးဘုရားလက်မလျှော့ဘုရားတကောကအဲ့ဒါကိုပျောက်ပေးနိုင်တယ်အဲ့ဆိုတော့ပျောက်ပေးဖို့ဘုရားအသုံးပြုခံမဲ့လူတွေအများကြီးလိုတယ်ဆရာတို့ကတကယ်ဘုရားပေးတဲ့အတွက်ကြောင့်တကယ်လည်းအမှ healing နေဖြစ်တယ်လीနော်တသက်ခန္ဓာရဲ့ချက်ချင်းထွက်လာတယ်အမှအဲ့ဆိုတော့ကျွန်တော်ကယုံတယ်ဒီမှာရှိရသားသမီးတွေအဲ့ဒီရဲ့စုကျေစုရမယ်လို့ယုံကြည်တယ်အဲ့ဒီကြောင့်လည်းဘုရားခင်ဒီနေ့မှာပြန်ပြီးလက်စစ်ကမ်းဖို့ပြောတယ်အဲ့ဒီညာလေးအဲ့ဆိုတော့ကျွန်တော်တို့တယောက်ချင်းစီကဘုရားရဲ့တကူကိုခံရတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်နော်ဘုရားရဲ့တကူရှိတဲ့အခါမှာကျွန်တော်တို့ကပို့ပြီးတော့မှလေတကူနဲ့မနေ့ကလည်းဆရာပြောတကူနဲ့အမှုဆောင်ခြင်းဆိုတာလေအဲ့ဒါကစိုင်းမဲ့တဲ့ဘုရားလူဖြစ်တယ်ဆိုတဲ့စိုင်းကဘုရားတကူကသူ့နောက်မှာပါလာတာတဲ့အဲ့ဒီရောက်ပြောကျွန်တော်လည်းသဘောကျတယ်အဲ့ဆိုတော့သင်တို့ကိုယ်တိုင်ကတာမန်ယုံကြည်သူမဟုတ်ပဲနဲ့တကူနဲ့ပြည့်တဲ့ယုံကြည်သူဘုရားခင်ကဖြစ်စေခြင်းဆိုတော့တယောက်စီကတကိုးနဲ့ပြည့်တဲ့သူတွေဖြစ်နေမယ်ဆိုလို့ရှိရင်သိကြတယ်တယောက်အပြင်အဲ့မှာဆိုတောင်းဘယ်လောက်များမလဲမသိဘူးလူတွေအများကြီးပဲเนาะအဲ့တေတာကြီးအပြည့်ပဲအဲ့ဟောကြီးအပြည့်ပဲလူတွေလာတာဖြစ်တယ်စီယာတယောက်ကြောင့်အဲ့လိုလူရာပေါင်းထောင်ပေါင်းချီပြီးတော့မှကောင်းကြီးဖြစ်နေရလေတင်တယောက်ကြောင့်လည်းဖြစ်နိုင်တယ်လေဂျပန်နိုင်ငံလူတွေတန်းနဲ့ချီတာရောဆိုလိုအပ်တယ်ကျွန်တော်တို့တယောက်စီတိုင်းကအဲ့လိုတကိုးနဲ့ပြည့်တဲ့သူတွေဖြစ်ဖို့အရန်လိုအပ်တယ်ဘုရားခင်ကဒီနေ့မှာတင်းတို့အဲ့လိုဖြစ်စေခြင်းတယ်တင်းတို့ဖြစ်စေလိမ့်မယ်အဲ့ဒါကြောင့်ဘုရားခင်မျှော်လင့်စေခြင်းတယ်ဒါပေမဲ့တခုရှိတယ်ဘုရားကသူနဲ့ယဉ်နှီးဖို့ပြောတယ်နော်အဲ့ဆိုတော့ဒီနေ့မှာကျွန်တော်ဘုရားခင်ဘာပြောခိုင်းလဲဆိုငါတဲ့ I'm calling လို့ပြောတယ်ငါခေါ်နေတယ်လို့ပြောပြပါတယ်ငါသားသမီးတွေခေါ်ပြီးတော့မှကျွန်တော်ခေါ်ရဲဆိုတော့လည်းအမျိုးမျိုးရှိရနော်ငယ်တုန်းကအမေကဒုံနဲ့ကျွန်တော်တို့ကဆော့အရန်ဆော့ရမလားမပြန်ချင်ဘူးအိမ်အမေက hey ကျွန်တော်ဆိုဖိုးခွားလို့ခေါ်တော့တားရေးဆိုပြီးအဲ့လိုမျိုးဒုံနဲ့ခေါ်ပြီးဆိုရင်ကျွန်တော်ဗာလဲဆိုတော့ဒါအရိုက်ခံရအောင်ဆိုတေးကြနေပြီနော်ခေါ်ခြင်းမှလည်းအမျိုးမျိုးရှိရဒါပေမဲ့ဘုရားခင်ဒီနေ့ခေါ်တာတင်းတို့ကောင်းကြီးပေးဖို့ဖြစ်တယ်အာမင်ဘာလို့ကောင်းကြီးပေးမှလဲဆိုတော့လူပေါင်းများများဆိုတင်းတို့အပြည့်ကောင်းကြီးပေးဖို့ကောင်းကြီးရဖို့ဖြစ်တယ်အာမင်အာမင်အဲ့ဆိုတော့ဘုရားခင်ကျွန်တော်စကားတစ်လုံးပေးတာလေနော်ကျွန်တော်ဘုရားစကားပြောရင်အဲ့လိုပဲသူကအမြဲတမ်းပြောတယ်တစ်လုံးနဲ့ပြောတယ် come to me ကျွန်တော်ကအဲ့မှာသွားတော့ကြည့်ပြီးတော့မှအရန်သဘောကျတယ်ဆရာတို့လည်းကူကျင်တာတကယ်ဆိုရင်နော်ကိုရီးယားတကယ် healing power ရှိတဲ့လူဆိုရင်ကျွန်တော်လိုက်ကူလို့ရတယ်လေနော်နောက်ကနေပြီးတော့မှဘာဖြစ်ဖြစ်ဆရာလက်လွဲလို့ရတဲ့လူဖြစ်တယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့မှကူပေးလို့ရတယ်ဥပမာဆရာတယောက်တည်းလိုက်စုတောင်းနေရတကယ်မောတာနော်ဆရာကိုကြည့်ပြီးတော့မှသူတော်မှတယောက်ကိုလက်လိုပဲတင်တာအဲ့ဒါတော်တော်အတန်းရှိတယ်မပြီးဘူးဟိုဘက်တန်းဒီဘက်တန်းဟိုဘက်တန်းဟာပြီးအောင်ပဲနော်တန်းပေါ်လာပြီဝေးဝါလူတယောက်ကြောင့်အများကြီးသုံးခံနေရတာတင်းတို့လက်တင်နေလို့ဖြစ်လာနိုင်မယ်တင်းတို့က healing power နော်နောက်ဒီမှာထိုင်နေနဲ့ healing ပြပါ deliverance လည်းပြောတယ်တချို့တွေကယောဂမရှိဘူးတချို့တွေကစာရန်ချီအောင်မြင်ခံရဆွဲလန်းနေကြတာဆွဲလန်းမှုတက်မှတ်မှုသူတို့သူတို့အဲ့လိုအဲ့ဆွဲလန်းခြင်းနုံနေမှာ addiction ထဲမှာဝင်နေမှသူတို့မသိတော့ဘာလို့ဆိုအဲ့ဒါအပြစ်လို့တော့သူတို့မထင်တော့ဒါအပြစ်မဟုတ်အဲ့လိုမျိုးအဲ့ဆိုတော့အဲ့ deliverance လို့တာသူတို့ကြတော့deliverance เนาะ power တချို့တွေကြတော့အေဝံဂေလိပြောတယ်လေဆရာမမပြောတယ်နေစုတောင်းတယ်เนาะအေဝံဂေလိပြုဖို့လို့တယ်လေเนาะဘုရားကမသိကြအောင်ဒါပေမဲ့တချို့တွေကြတော့ဒီတိုင်းရိုးတော့ပြောလို့မရအောင်တကူပါမရမှာတကူနဲ့လေအ prophet ပြုခြင်းဆိုကျွန်တော်မြင်ဘူးတယ်တကယ် prophet တွေလေเนาะအန်ဒီယိုဆိုလေဒါအခု prophet နဲ့ဘုရားအသုံးပြုသွားနေပို့တိတယ်ဆိုတော့သွားလိုက်တာနဲ့အေဝံဂေလိပြုမယ်ဆိုတကူနဲ့လေလူတယောက်ကိုကြည့်လိုက်တယ်သူဘာလို့လဲဆိုတန်းသိတယ် prophet ကအေဝံဂေလိပြောတာအရန်စမှုဖြစ်တယ်ကျွန်တော်ဆိုတစ်ခေါက်သွားဘူးတယ်ကျွန်တော်ဆိုလေအဲ့ဒီမြန်မာပြည်မှာကျွန်တော် city မှာပါဝင်ခဲ့တယ်အဲ့တော့ဆိုကျွန်တော်ဈေးထဲမှာလေ treasure hunt ဆိုကျွန်တော်ထွက်ကြတာအဲ့မှာ prophet ပါတယ်သူကဆုကျေးဇူးကိုခွဲပေးလိုက်တာအဲ့မှာဆုတောင်းပေးလိုက်တာလက်တင်ပေးလိုက်တာအဲ့လူငယ်လေးတွေနော်ဒီတိုင်းပဲကျွန်တော်တို့တာမန်လူငယ်ပဲဖျားเจ้าမှာပါဝင်တဲ့လူငယ်တွေပဲဆုတောင်းပေးလိုက်တဲ့ခါကျတော့သူတို့ဈေးတွေကိုပြေးကြတာအကုန်လုံးအုပ်စုတွေဖွဲ့ပြီးပြေးကြတဲ့ခါမှာလေဈေးဆိုင်ကိုဝင်တာနဲ့အဲ့မှာအမျိုးသမီးကိုကြည့်တာနဲ့အဲ့အမျိုးသမီးကဘာလို့နေလဲဆိုတာသိတယ် तू ကပုံမှန်ဈေးရောက်နေတဲ့သူပဲဒါပေမဲ့သူ့ထဲမှာရှိတဲ့ဝမ်းနေခြင်းသူ့ထဲမှာရှိတဲ့မျောလင်းချက်မဲ့ပြီးတော့မှ तू ဆက်ရက်တည်နိုင်မှုအရန်ခတ်နေတာအဲ့အမျိုးသမီးကမသိရင်တော့ဟိုဖျားမဖော်ပြရင်မသိဒါပေမဲ့ तू ကအရန်ဝမ်းနေပြီးတော့မှကြေကွဲနေတာအဲ့မှာဖျားက prophet ပြုခြင်းစုကျေးဇူးကို claim လုပ်လိုက်တဲ့ခါကျတော့အဲ့လူကတွားပြီးတော့မှကြည့်လိုက်တော့အဲ့မျိုးသမီးရရှိတာမြင်ရတယ်ဒါပေမဲ့လူငယ်ပြည့်တော့ကြောက်တယ်ဟိုသွားပြောရမှလည်းခက်တယ်လူငယ်အလုံးလုံးနေရလဲဖြစ်တော့လေဒါပေမဲ့သူတို့တတိရှိတယ်သွားတယ်ပြောပြီးတော့မှတော်မီးချက်ချင်းကွက်တိပဲနော်ငိုတာအဲ့မျိုးသမီးပုံမှန်ဈေးရောက်နေရတယ်ငိုပြီးတော့မှဘလို့တိရလဲဆိုပြီးတော့အဲ့မှာ
အင်္ဂလိပ်ကတခင်ရှုအသက်ရှင်နေဆိုပြီးတော့မှတော့ပြောနေကြမလို့ပဲနဲ့လေဖះရဲ့တကူကို तू ကဓာတ်ရိုက်မြင်လိုက်ရဘလို့သိသွားတာလဲဆိုအဲ့မှာစပြီးတကားပွင့်တာပေါ့နော်ချွတ်တကားတွေကဒီတိုင်းဖွင့်လို့မရအောင်တကူနဲ့ဖွင့်ရတာဖြစ်တယ်အဲ့မှာအဲ့အမျိုးသမီးကဖះကြောင့်ရောက်လာတယ်နော်ဈေးတွေကလူတွေအများကြီးဖះကြောင့်နဲ့ရောက်လာတယ်အမျိုးမျိုးပေါ့နော်ဟိုတွန်းလဲသမားတွေလည်းကျွန်တော်တို့ပြောတယ်အဲ့လိုနှောက်နေရောင်းတဲ့ဖွဲ့တွေလည်းနော်ရက်ပြီးတော့နားထောင်ကြတယ်အဲ့လိုပေါ့နော်အင်္ဂလိပ်ကတကူနဲ့ပြီးသွားတာဖြစ်တယ်ဒီဂျပန်နိုင်ငံအဲ့တကူကိုလိုအပ်တယ်ဒီမှာဖြိုဒီတိုင်းနေဖြိုဖို့လေကျွန်တော်အင်္ဂလိပ်ပြုတ်ဖို့အတွက်ကလေတာမှန်မရအောင်တကူနဲ့သွားရမယ်အဲ့မှာကြည့်လိုက်တော့မှဟိုဘာကိုတွေ့ရလဲဆိုတော့ဆရာတို့ကဘုရားတကူနဲ့အသုံးပြုနေတဲ့သူတွေဖြစ်တယ်အဲ့ဆိုဂျပန်လူမျိုးတွေအရန်နဲ့ဟိုသူတို့ဘယ်လိုပြောမလဲအရန်ဟိုဦးလိုက်သေးလိုက်ကိုအားပေးကြရတယ်နော်အရန်ဆာငတ်ကြတယ်ဆိုတော့ admire လည်းတက်သေးဖြစ်တယ်လीနော်တကူပြရတဲ့အခါကျတော့ဘုရားလူဖြစ်တယ်ဆိုတော့သူတို့ကဟိုလက်ခံတယ်လीနော်ဟိုဒီတိုင်းပဲစကားပဲတော့ပြောရင်ကြောက်လက်မခံဘူးချို့ကြဟုတ်မှာပါဆိုပြီးကြော်သွားလိမ့်မယ်ဒါပေမဲ့တကယ်နမေးလက်ခံတဲ့တကူနဲ့သွားတယ်လို့ဆိုလို့ရှိရင်ကြာတေချာပေါက်ဟိုတက်သေးမြင်နေရတာပေါ့နော်အဲ့ဆိုတော့ဟိုဘာမှညင်းစရာမရှိတော့အဲ့ဒီအရာဘုရားခင်ကကျွန်တော်ဒီနေ့မှာပြောခိုင်းတယ်ဒီနေ့မှာတင်တို့အရောက်စီတိုင်းပြီးတော့ခါမှာကျွန်တော်ထိုင်နေရှိမှာဟိုဟာတရုတ်လူမျိုးတွေထိုင်ကြတယ်အဲ့တရုတ်လူမျိုးတွေမှာအဲ့လိုမျိုးကျွန်တော်ပြောပိုလီယိုလူမျိုးတွေပါတယ်သူတို့ဆိုအရန်သူတို့ဒါမျိုးယောဂအရန်ပျောက်စေချင်တယ်ဟာအရန်ဟိုအဲ့မှာတိုးတိုးသမောင်းလည်းအတင်းနေဆွဲဆရာလာလို့ရှိရင်ဆရာလည်းတိတ်မှမပတ်တာနော်ဟိုပိတ်ပတ်တဲ့နေရာအကုန်လုံးမရအောင်ဆိုဟာအဲ့လိုဆွဲအတင်းဆရာကိုဘလောက်ကိုဆွဲဟာသူတို့အဲ့လိုနော်အရန်ယောဂပျောက်စေချင်တော့လေနော်ဟောဆရာလိုလူမျိုးတွေအများကြီးဖြစ်လို့ရှိရင်သူတို့အဲ့လောက်ထိလိုက်ဆွဲနေကြမလို့လေနော်ဟိုတယောက်စီလိုက်ပြီးတော့မှဟီလင်ကျွန်တော်ကတော့အဲ့လိုမျိုးယုံကြည်ဗျဒီမှာရှိတဲ့တာသမီးတွေကိုကျွန်တော် crusade တွေလုပ်မယ်ဆိုလို့ရှိရင်တယောက်တည်းကဟီလင်ရှိတာမဟုတ်ဒီမှာရှိတဲ့တာသမီးအယောက်စီတိုင်းကတကယ် spirit holy spirit နဲ့ပြည့်ပြီးတော့တကိုးနဲ့ပြည့်တဲ့သူတွေဖြစ်မှာအဲ့ဆိုလို့ရှိရင်ကျွန်တော်ကတယောက်တည်းဆွတောင်းနေကြမလို့ကျွန်တော်မောစရာမလိုတော့ဒီမှာရှိတဲ့မှာတော့ photo ထွက်ပြီးတော့မှလက်တင်လိုက်တဲ့ခါတည်းဖုံပိုင်းဆိုတန်းလဲပြီးတော့အကုန်လုံး healing တွေဖြစ်နော် deliverance တွေဖြစ်အဲ့လိုမျိုးကျွန်တော်ယုံကြည်တယ်ဒီမှာရှိနော်မေမဖြစ်လာမယ်နော်မိုင်းလေးတို့လည်းနော်အဲ့ဒါကိုယုံတယ်ကျွန်တော်ယုံတယ်ရောအဲ့လိုမျိုးဖြစ်စေချင်တယ်ပြီးတဲ့အခါမှာကျွန်တော်အခုဒီရဲ့ဟို worship စတဲ့အခါမှာလေကျွန်တော်ဘာကိုယုံလဲဆိုတော့လူကတော့နဲတယ်ကွာဒါပေမဲ့ကျွန်တော်လည်းကိုကိုနဲ့လူကြည့်လိုက်ကျွန်တော် qualify ဖြစ်တယ်ဆိုတော့ခံစားချက်ကျွန်တော်အရန်ခံစားရတယ်ဒီလူတွေကအရန်လို့ပြောမလဲဖျားလူတွေဖြစ်တယ်တကယ်ဖျားတကိုးနဲ့ပြည့်တဲ့လူတွေဆိုတော့အခုတော့တင့်ကိုတင်မြင်ချင်မှမြင်ရအောင်ဒါပေမဲ့ကြောက်တယ်မှာအဲ့ဒီအရာကိုခံစားရတယ်စတယ်ဒါဟိုအဲ့တချို့လူတွေဘယ်လိုမြင်လဲမသိဘူးเนาะဒီမှာရှိမိသားစုတွေဘယ်လိုမြင်လဲမသိဘူးကျွန်တော်ကတော့ဒီမိသားစုတွေကိုအရင်တကိုးနဲ့ပြည့်တဲ့လူတွေတော့အဲ့လိုပဲဆက်စချင်းတွေကခံစားရတယ်ပြီးတော့ဒါကျွန်တော်နဲ့လက်တွဲလို့မဟုတ်ဘူးเนาะဟိုကျွန်တော်အထက်မှာအဲ့ဒီအရာကိုမြင်တယ်ကြီးမားတဲ့လူစုကြီးလိုပဲကျွန်တော်မြင်တယ်ခွန်အားနဲ့ပြည့်နေတဲ့เนาะလူတစုလိုပဲကျွန်တော်မြင်တာဖြစ်တယ်အဲကျွန်တော်အမြင်ပဲကျွန်တော်ရှောက်ပြောနေမှာမဟုတ်ဘူးကျွန်တော်ကအဲ့ခံစားချက်ပဲခံစားရတယ်ဘာလို့ဆိုတော့ဘုရားထည့်ထားပေးတာဘာလို့လဲဆိုတော့ဘုရားခင်ကတခုခုကြီးမားတဲ့အမှုမလုပ်ခင်အရင်ဆုံးပါလဲဆိုအထဲမှာယုံကြည်ခြင်းနဲ့နေတဲ့ခြင်းကိုပေးတယ်အဲဆိုကျွန်တော်ကြည့်လိုက်တိုင်းမှာလေတာမန်လူတွေတို့မမြင်ဘူးလူငယ်တွေပဲဟိုတမန်ကရှန်ကမဟုတ်ကျွန်တော်တွေမှာဘာအောင်မြင်လဲဆိုတော့ဘုရားလူတွေဂိုးနဲ့ပြည့်တယ်ဘုရားကြီးမားစွာအသုံးပြုမဲ့သူကျွန်တော်အဲ့လိုမြင်တာဖြစ်တယ်နော်အဲကြောင့်မို့တင်တို့တွေကအလကားသက်ဒီမှာရောက်နေရမှာမဟုတ်အဲ့ဒါတိုက်ဆိုင်ဖို့လုံးဝမဟုတ်သေးကြတယ်တင့်ကိုဖျားခင်ကဒီနေရာမှာတက်ကိုအဆိုင်လာချပေးထားတာဖြစ်တယ်ဆိုတော့ဘာပြောလဲဆိုတော့ဖျားကဒီနေ့မှာငါခေါ်တယ်လို့ပြောပြပါတယ်နော်ငါခေါ်တယ်အဲဆိုတော့ဖျားရဲ့ခေါ်ခြင်းကြမ်းကြက်လေးတွေရှိတယ်နည်းနည်းစီဖတ်မယ်အဲ့ဒါရှင်မတ်တဲ့ခန်းကြီး7အငယ်28ရှင်မတ်တဲ့ခန်းကြီး7ဟိုဟာဒီစာမထိုးလဲရနော်ကျွန်တော်အားလုံးကျန်းစာလမ်းစေချင်တာမလို့နော်ကျန်းစာလမ်းကြပါမတ်တဲ့7နော်မတ်တဲ့ဆိုလို့ရှိရင်အရှိမပဲရှိအားလုံးတွေ့လောက်ပြီထင်တယ်နော်ဒီဖတ်ရအောင်1 2 3ဝင်လေးပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်အာမင် firstly သင်တို့ကိုပင်ပန်းနေတာလားသင်ဝင်လေးနေတာရှိတာလာခဲ့ပါဘုရားခင်ကချမ်းသာပေးမယ်လို့ပြောတယ်နော်သူကဘုရားသခင်ကတင်တို့ကိုဘာလို့ခေါ်တာလဲဆိုတော့ချမ်းသာပေးဖို့ခေါ်တာနော်တင်တို့ပေါ်မှာထမ်းထားရတဲ့ဝင်တွေလူတိုင်းမှာရှိရနော်မိသားစုနော်ငွေကြေးအနာဂတ်နော်အစင်ပြေတော့အနာဂတ်ထုတွေထမ်းထားကြတယ်ငါဘာဖြစ်မှာလဲအနာဂတ်မှာနော်ငါလောမယ်ငါကြီးမှန်းချက်တွေအေးထမ်းထားရအဲ့ဒီဟာလာချဘုရားခင်ကြီးမှာချဘုရားကင်တွယ်ပြီးမယ်နော်
ကျွန်တော်ဆိုရင်ဟိုငွေကြေးတွေဆိုရင်ကိုမထိန်သိမ့်တက်ဘူးမကင်တွေ့တော့ဆို financial planner ရှိရလीเนาะကျွန်တော်ဆိုအိမ်ဝယ်ဖို့အတွက်ဆွေးနွေးတော့ financial planner နဲ့ဆွေးနွေးရသူ suggest လုပ်တဲ့ဟာတွေသူအကြံပေးဟိုင်နားထောင်တဲ့အခါမှာပို့ပြီးတော့မြင်သွားတာရှိတယ်ဘာလို့ဆို तू ကငွေကြေးကိုကောင်းကောင်းကင်တွေ့နိုင်တယ်လीเนาะအဲဆိုတော့ဘုရားသခင်ကတင့်ဖန်ဆင်းတဲ့ရှင်ဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့အနာဂတ်တစ်ခုလုံး तू ကင်တွေ့ပေးနိုင်တယ်အဲဆိုဘုရားခင်ရှိမှာအပ်ပါเนาะဘုရားခေါ်တယ်เนาะအဲကြောင့်မလို့ကျွန်တော်ဒီနေ့မှာဘုရားအဓိကပြောခိုင်းတာနေ့ရက်တိုင်းမှာသူ့စီကိုလာပါလို့ပြောတယ် every day come to me ဒီနေ့ဘုရားเจ้าညွန်လင်းချက်နဲ့လာမှာကျွန်တော်ကိုးကွယ်ကြမယ်ဘုရားခင်ဒီနေ့မှာစကားပြောမယ်ဒီနေ့ worship မှာဘုရားခင်ကျွန်တော်တို့တိုးထိမယ်တူတူကိုးကွယ်ကြမယ်အဲ့ဒီရဲ့ညွန်လင်းခြင်းအဲ့ဒီရဲ့ဝမ်းမြောက်ခြင်းကနေ့ရက်တိုင်းမှာရှိစေခြင်းတယ်ဘုရားခင်ကနေ့ရက်တိုင်းမှာသူ့စီကိုလာခိုင်းတယ်နောက်တစ်ခုသူ့စီတွားတာနဲ့သင်ဝင်လေးနေတဲ့အရာတွေပြင်ပန်းတဲ့အရာတွေအကုန်လုံးတက်တာခွင့်ရမယ်ပျောက်ကင်းခွင့်ရမယ်နော်နောက်တစ်ခုကကြတော့ယောဟန်ခန်းကြီး9ငယ်39ဖတ်စေခြင်းနဲ့ယောဟန်ခန်းကြီး9ငယ်39ဆိုတော့အတူဖတ်ရအောင်နော်ထိုပွဲကိုခံ၍နောက်ဆုံးသောနေ့မြတ်၌ယေရှုသည်ရက်၍ကြွေးကြော်တော်မူသည်ကရေငတ်တော်သူရှိသည်ငါထံသို့လာ၍တောက်လောငါကိုယုံကြည်တော်သူသည်ကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဘုရားကရေတိုင်းလို့ခေါ်နေတာနော်ကျွန်တော်တို့ခါကျရင် sometime live မှာနေထိုင်နေ6တွေ့လာတာရှိတယ်6ခန်းလာတယ်နေရတာအတိတ်ပဲမရှိဆိုခံစားလာရတယ်နော်အဲ့ဒါကဘုရားခင်ကလာခဲ့ပါတယ်သူစီကိုသူရေတိုင်းမယ်နော်တင်းဘွားရစိုးပြေလာလိမ့်မယ်ရှိတယ်နော်ခါကျရင်ဘာမှမသိဘူးနေနေပြင်းကြကောင်းလာတယ်နော်ဟိုနေတဲ့တူဘွားတွေနော်အလုပ်သွားလိုက်ပြန်လိုက်လှုပ်သွားလိုက်ပြန်လိုက်ဘွားကြီးကဘာမှစိတ်လှုပ်ရှားကြမရှိတော့ဘူးပြင်းစရာကြီးဖြစ်လာတယ်အေးဘုရားစီသွားတော့မှမျောလင့်ခြင်းအစ်စ်တွေနဲ့နေ့ရက်တိုင်းမှာပျော်စရာကြီးစိတ်ဝင်စားစရာကောင်းတဲ့ဘဝတကယ်ကိုစိုးပြေပြီးတော့မှဝမ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုတင်ရလိမ့်မယ်အဲ့ဒီအရာကိုဘုရားခင်ကပြောတယ်နော်သူစီကိုလာဖို့အတွက်ပြီးခါမှာတင်သွားတယ်အရင်ဆုံးသူဘုရားခင် first step ကတင့်ကိုအရင်ရေတိုက်လိမ့်မယ်တင်ဘဝစိုးပြေလာလိမ့်မယ်ဝမ်းမြောက်ကြံနေပြည့်လာလိမ့်မယ်စိတ်ဝင်စားစရာတွေကောင်းလာလိမ့်မယ်နေ့ရက်တိုင်းစိတ်လှုပ်ရှားပြီးတော့မှပျော်ရွှင်နေရလိမ့်မယ်အေးတင်အဲ့ဒါရပြီဆိုရင်နောက်တစ်ဆင့်ရပါဖြစ်မယ်ဆိုတော့အသက်ရည်ထွက်ရစမ်းရည်တွင်ဖြစ်လိမ့်မယ်တင်ကနေပြီးတော့တခြားလူတွေပြန်ပြီးစီးစင်းမှာတင်နောက်လာကလိုက်တာနဲ့ပျော်ပြီးဘာမှမသိဘူးသူ့နောက်ကနေပျော်နေတာနော်သူစီသွားလိုက်တာနဲ့ဘာမှမသိဘူးဟိုမျောလင့်ချက်တွေရောက်လာတာလမ်းပြောင်းနေတဲ့သူတွေတင်းစီရောက်လာလို့ရှိရင်လမ်းတွေတွေ့သွားအောင်ရီမန်းချက်ပြောင်းနေတဲ့လူတွေစိတ်ဒုက္ခရောက်နေတဲ့သူတင်းစီရောက်လာတာနဲ့လုံးဝသူ့ဘဝရဆုပ်ပြေသွားတယ်အသက်ရသွားတယ်ဖွင့်ပြခြင်းခံလာရတယ်အဲ့ဒါတင်ဖြစ်လာမှာဒီနေ့မှာအိတ်ကောင်ကြီးမင်္ဂလာယူသွားဘုရားခင်ကခေါ်နေတယ်အဲ့ဒါပေးမလို့ခေါ်တာနော်အမေကဒုံနဲ့စောက်တယ်လို့ခေါ်တာတော့မဟုတ်ဘူးခေါ်တယ်ကောင်းကြီးပေးမလို့ခေါ်တယ်နံပါတ်1ကတင်းစီမှာလေးလံနေတဲ့အရာတင်ထမ်းထားတဲ့အရာတွေကိုသူကဖယ်ရှားပေးမယ်ပြီးတော့နောက်တစ်ဆင့်ကတင်းကိုရေတိုက်မယ်တင်းကိုယ်တိုင်စိုးပြေပြီးတော့မှမျောလင်းချက်ပြည့်ပြီးတော့မှအဲ့ကောင်းကြီးနဲ့ပြည့်သူဖြစ်လာမယ်နောက်တစ်ဆင့်ကတင်းကောင်းကြီးခံရပြီဆိုရင်တင်းစီကနေပြီးတော့မှအဲ့ဒီကောင်းကြီးမင်းကတခြားလူစီးထွက်လိမ့်မယ်ပြီးတော့မှတင်းအားဖြင့်အသက်ရည်လို့ပြောတယ်နော်အသက်ဆိုတာကထာဝရအသက်ကိုပြောတာတင်းအားဖြင့်လူတွေမြောက်များစွာကဲ့တင်ခြင်းရလိမ့်မယ်နော်ချို့အင်္ဂလိကဗဇက်နဲ့ပြောကြမလို့ချို့က live နဲ့တက်တည်ပြသူကြည့်လိုက်ရင်အားကြစရာကြီးသူကြည့်လိုက်လို့ရှိရင်ဝါမြင်နေရတယ်နော်ဟာမတူဘူးနော် तू ကစကားပြောတာတွေမတူဘူးနေတာထိုင်တာမတူဘူးပြီးခါမှာကြွယ်ဝတာတွေလည်းမတူဘူး तू လုတ်ပုံကင်ကိုကြည့်လိုက်လို့ရှိရင်ထင်ရှားနေတယ်လာခြင်းလူတွေက admire ဖြစ်တယ်ဘာကြောင့်လဲဆိုပြီးလာမေးရတဲ့ခါမှာအသင်ကပြောပြလိုက်မယ် Jesus အဲ့ခါမှာ तू ကလုံးဝ right away ကဲတင်ရမယ်နော်တင်းစီကစီးထွက်လာလိမ့်မယ်အသက်ရည်ကတင်အပြင်လူမြောက်ပြစွာကောင်းကြီးရလိမ့်မယ်ဟုတ်ပြီဘုရားကဒါပေမဲ့ one နေတခုပေးခိုင်းတယ်ဒီတော့ तू ပြောပြီနော် तू ခေါ်ပြီနော်တင်သွားဖို့လိုအပ်တယ်နေ့ရက်တိုင်းမှာဘုရားစီသွားပါအဲဆိုတော့ကျွန်တော်တို့ဘာကို set လုပ်ဖို့စဉ်းစားထားလဲဆိုတော့နေ့ရက်တိုင်းမှာအဲ့လိုစုပ်ကင်းနော်ဆရာမဆိုစုပ်ကင်းဝင်ပြရနော်တချင်းဖွင့်မယ်ကျွန်တော်ဘုရားနဲ့အဲ့လို2ယောက်ထဲနော်စကားပြောမယ်ဘုရားစီကနေပြီးတော့မှယူပါယုံနေယူမယ်ပြီးတော့ကိုယ်ဆွတ်တောင်းပေါ်ပြလာတဲ့ຢာတွေလူတွေကိုဆွတ်တောင်းပြီးမယ်ကျွန်တော်တက်တာထဲမှာဒီခါမှာအခြားသောဘာသာစကားနဲ့လည်းဆွတ်တောင်းစေချင်နော်အခြားသောဘာသာစကားမရရင်မိသားစုတွေလေဒီနေ့မှာဆွတ်တောင်းပေးချင်တယ်အချိန်ကတော့အများကြီးမရအောင်ဆိုတော့ကျွန်တော်ဆက်သွားမယ်ဒီဥစ္စာကိုကျွန်တော်ဖတ်စေချင်တယ်ဗျာဒိတ်22ဆက်ခွန်အော် sorry ဗျာဒိတ်မဟုတ်နော်မဿဲ22မဿဲ22အငယ်2ကိုဖတ်စီခြင်းတယ်ရှင်းမဿဲဒီဥစ္စာဖတ်ပြီးလို့ရှိရင်နောက်တစ်ပိုက်ဖတ်ပြီးကျွန်တော်ဆုံးသက်တော့မယ်
မတ်သဲ22အငယ်နှစ်ကနေပြီးတော့မှတစ်ကနေစဖတ်လိုက်မယ်နော်တစ်ကနေပြီးတော့မှ9တိပဲဖတ်ရအောင်သူဖတ်ရအောင်1 2 3တဖန်ယေရှုသည်ဥပမာကိုဆောင်၍ပရိသတ်တို့အားမိန့်တော်မူသည်ကကောင်းကင်နိုင်ငံတော်သည်မိမိသားတို့ဖို့ထိန်မြမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏မင်းကြီးသည်ဖိတ်ပြီးသောသူတို့ကိုခေါ်စေခြင်းကလူလင်တို့ကိုဆေလွတ်သောအခါထိုသူတို့သည်မလာဘဲနေကြ၏တဖန်အခြားသောဆေလွတ်၍ငါပွဲကိုပြင်ဆင်ပြီးနွားမဆသောစုပြိုးသောတရိษံများကိုတက်၍ပြီးလာသင်ရှိပြီးမင်္ဂလာဆောင်ပွဲသို့လာကြပါဟုပြောကြ၏ဟုမှားလိုက်ပြန်၏သို့တော်လည်းထိုသူတို့သည်နားမထောင်မဲ့အချို့တို့သည်မိမိအလေသို့သွားကြ၏အချို့တို့သည်ကုံတွေရာသို့သွားကြ၏ကျွင်းသောသူတို့သည်လူလင်တို့ကိုဖမ်း၍ညှင်းဆဲခြင်းအသေးသက်ခြင်းကိုပြုကြ၏ထိုမင်းကြီးသည်ကြားလျင်အမျက်ထွက်၍စစ်ချီစေသည်ဖြင့်လူအသက်ကိုတတ်သောထိုသူတို့ကိုအပီးလောက်ကြံ၍သူတို့၏မြို့ကိုမိရှို့လေ၏အာမင်ခေါ်နေတာမင်္ဂလာဆောင်ပွဲကိုနော်ဘုရားခင်ကမင်္ဂလာဆောင်ဆိုဘာလို့ရလဲမင်္ဂလာဆောင်မှာငိုကြရလားငိုဘူးနော်ပါတီပေးတာလေမင်္ဂလာဆောင်ကနော်ရှယ်ကျွေးမှာဝစ်စာအသစ်တွေနဲ့တွားရတာမင်္ဂလာဆောင်ကနော်ပြလူလူမတွားဘူးသူမှမိတ်ကပ်တွေပြင်ကြရတယ်နော်မလာစီရတယ်ကျွန်တော်တို့ကြာကြတဲ့မင်္ဂလာပွဲရှိတော့မှာဆိုတော့ဆိုခုတည်းဝစ်စုံမင်္ဂလာဆောင်ပွဲဆိုရင်နော်ကြော်ညာနေရနော်ဟိုမင်္ဂလာဆောင်ပွဲဆိုရင်လေဟို outfit တွေပြင်ကြပြီလေနော်ဘာဝတ်စုံလေးနဲ့တွားရင်ကောင်းမလဲမိတ်ကဲဟိုဘယ်သူနဲ့ပြင်ပါလဲနော်အဲ့လိုမျိုးနော်ဟာသူတို့သမီးကဘလို့ပုံစံနဲ့ရှိမှလဲကျွန်တော်အရန်စိတ်လှုပ်ရှားတယ်မလားမင်္ဂလာဆောင်သွားပွဲသွားဖို့ဘယ်သူမှမပြင်ကြဘူးလေနော်ဘာလို့ဆိုဟာဘာကျွေးမှလဲဆိုတာရှိသေးတယ်ဒံပေါက်လားနော်နတ်တုတ်တာလားဘာလားပေါ့ကောင်းစားရတယ်လေမင်္ဂလာဆောင်သွားလို့ရှိရင်နော်အဝတ်စားအသစ်တွေဝေးရတယ်ဟိုအခုဟိုကဘာမှာရှိတဲ့မင်္ဂလာပွဲတွေရောလက်ဖွဲ့ပေးရတယ်ဒါပေမဲ့ဘုရားသခင်ခေါ်တဲ့မင်္ဂလာပွဲလက်ဖွဲ့မလို့သူက free ကြိတ်လို့ရတယ်ကျွန်တော်နော်ကောင်းကင်မှာကဲတင်ကျင်ရတယ်လို့အကုန်ဝင်လို့ရတယ်ဒီမှာခေါ်နေတာဘုရားခင်က this is calling နော်ခေါ်တဲ့မင်္ဂလာပွဲမှာလာစားဖို့ခေါ်တာနော်အဲကြောင့်ဘုရားခင်ခေါ်လို့ရှိရင်သွားဘာရမှာလဲဆိုတော့ကောင်းကြီးရမှာကျွေးမှာအဝပြီးရှင်တင်းကိုလှလှပပဆင်မှာဘယင်ရဲ့မင်္ဂလာပွဲတကယ်နိုင်ငံလုံးဆိုင်ရာပွဲဖြစ်တဲ့အတွက်ကြောင့်သင်ကအရန်ဟိုတကယ်မင်းကြီးမင်းသားတွေလိုမျိုးတကယ်ကောင်းကြီးမင်္ဂလာအပြည့်နဲ့နော်အဲ့မှာ share နေရာရမှာဖြစ်တယ်အဲ့ဒါမင်္ဂလာဆောင်ပွဲကိုခေါ်နေတယ်ဒါပေမဲ့လေဒီမှာရေးထားတယ်မလာဘူးတဲ့သွားကြတာတဲ့အလုပ်တဲ့နော်လဲသွားတယ်တဲ့တုတ်ကြရှိရတယ်လို့ဖျားစီကြတော့မသွားဘူးတဲ့ဖျားကအရန်ဝမ်းနေတာနော်အဲကြောင့်ဒီမှာရှေ့သားသမီးတွေပြောချင်တယ်နော်နေ့ရက်တိုင်းမှာအလုပ်မသွားခင်ဖျားခင်ရှိရင်ဝင်မှာနော်အဲဆိုဖျားခင်ရှိရင်ဝင်မှာဖျားနဲ့ရင်တွေ့ပါဖျားနဲ့ရင်စကားပြောပြီးတော့မှအလုပ်သွားကြပါအဲဆိုရင်ဖျားကိုခေါ်ပြီးသွားပါနော်အဲဆိုရင်အလုပ်မှာလည်းတကယ်ကောင်းကြီးရှိမှာဖြစ်တယ်အဲကြောင့်မို့ပြီးရခါမှာဒီဟာလောကအတွက်ပဲဖြစ်သေးတယ်နော်ထာဝရကာလအတွက်မှာအကျိုးရှိမှာဖြစ်တယ်သင်ကနော်အဲကြောင့်မို့ဖျားခင်ခေါ်နေပြီးအတန်ကြားလို့ရှိရင်လာခဲ့ပါမှန်နော်ဖျားစီရင်လိုက်ပဲအဲဖျားကတော့နော်ဟိုချစ်တယ်ကောင်းကြီးပေးခြင်းနဲ့ဖျားပဲဖြစ်တယ်ဒါပေမဲ့ဟိုသင်ကဖျားခေါ်တဲ့အတန်ကြားပြီးတော့မလာဘူးပြင်မှာပဲနေမယ်ဆိုရင်အပြင်မှာဒုက္ခခံရမှာနော်လောကကြီးပူတယ်လောကကြီးမှာဒုက္ခများတယ်လောကကြီးမှာသွေးဆောင်ခြင်းတွေများတယ်နော်စာတန်အသင်ကိုအနိုင်ကျင့်မှာဗျလုပ်ချင်တယ်လို့လုပ်လိမ့်မယ်စာတန်အဲ့ဒါသင်ခံရမှာဘာလို့ဆိုသင်လောကကိုကြိုက်လို့လေလောကမှာနေခြင်းတယ်ဖျားစီမလာခြင်းဆိုရင်တော့လောကရဲ့နှိမ့်ဆက်ခြင်းကတော့ကျွန်တော်တို့ပပလေးတော့ခံရမှာပပလေးတော့မဟုတ်တော်တော်ခံရတယ်လောကရဲ့နှိမ့်ဆက်ခြင်းရတယ်နော်အဲ့တော့မခံနဲ့ဖျားစီလာပြီးကောင်းကြီးပဲလာယူပါနော်ကျွန်တော်ပြောရင်တော့မြင်တော့မြင်သွားပြီလားမသိဘူးနော်ဒီဘက်မှာဖျားခေါ်နေတဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိတယ်စာတန်ရှိတယ်သူ့လောကမှာပျော်ရတယ်လို့ထင်မဲ့ तू ကတင့်ကိုခေါင်းပဲနေတိုင်းခောက်နေမှာနော်အနိုင်ကျင့်နေမှာအဲဆိုတော့စာတန်ခေါင်းခောက်တာအနိုင်ကျင့်တာခံခြင်းတဲ့လူကတော့ဆက်ခံပါဒီဘက်မှာကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝခြင်းနဲ့ဖျားရတယ်မှာပါတီပေးဖို့အတွက်စောင့်နေတယ်နော် wedding နော်လုံးဝ share နေရာထိုင်ခင်းစားတော့အကုန်လုံးဖျားပြင်ဆင်ထားတယ်အဲကြောင့်မလို့ကျွန်တော်သွားစေခြင်းတယ်အဲဖျားကြတယ်နေပါတော့ come to me နော် I'm calling you ဘာလို့ခေါ်နေလဲကောင်းကြီးပေးမယ်ကျွေးမွေးမယ်အဝတ်စားအသင်းနဲ့ဆင်မယ်တကယ် share ထားဖို့နော်ဖျားခင်ကခေါ်နေတာဖြစ်ပါတယ်အဲကြောင့်မလို့ခေါ်တယ်အဲဆိုတော့ဒီနေ့မှာအကောင်လုံးဆက်ဆက်ကြည့်မိလားမသိဘူးနော်ဖျားခင်ခေါ်တယ်ဘာလို့မလဲကောင်းကြီးပေးမယ်ပြီးခါမှာအဲ့ထဲမှာကျွန်တော်ဒီနေ့ဘာလို့နှိုးဆိုတာလဲဆိုတော့တင်းတကူနဲ့ဖြစ်ပေးလိမ့်မယ်ဒီလောကမှာနေတဲ့အခါမှာတင်းကတကူနဲ့အမှုဆောင်တဲ့သူဖြစ်လာလိမ့်မယ်ဖျားရဲ့ခေါ်ခြင်းနောက်ကိုတင်လိုက်တဲ့အခါမှာတင်းအပြင်လူပေါင်းမြတ်မြတ်သာကောင်းကြီးဖြစ်လာလိမ့်မယ်အာမင်
တင်လက်တင်လိုက်တဲ့အဲ့လိုကျမ်းပါလိမ့်မယ်တင်လက်တင်လိုက်တဲ့အဲ့လိုက deliverance ဖြစ်လိမ့်မယ်တင်ကအဲ့လိုတက်ကိုကြည့်လိုက်တဲ့သူတွေမှာဘာလိုအပ်နေလဲဆိုတော့ဘုရားခင်တင် prophet ပြုခြင်းစုခြင်းစုပေးလိမ့်မယ်ဟာလေလုယာတင်ကဝိညာဉ်တော်အချိန်နဲ့ပြည့်ပြီးတဲ့အခါမှာတင်သွားတဲ့လမ်းတိုင်းမှာနော်ရှင်ပေတရုတို့လိုမျိုးဖျက်လျှောက်လိုက်တဲ့အရေးအပြင်လူတွေကအနာရောဂါငြိမ်းရလိမ့်မယ်ဟာလေလုယာနော်အဲ့ဒီအရာကတင်ယုံကြည်နိုင်တယ်လို့တင်ရမှာဖြစ်တယ်အဲဆို that is your calling တင်ကိုဘုရားကကောင်းကြီးပေးဖို့ခေါ်တာဖြစ်တယ်ဒုတ်မကြွေဘူးဘုရားခင်ကမှုတ်ကြွေးမယ်ကောင်းကြီးနဲ့ဖြည့်ပေးမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီရောက်ကျွန်တော်ဒီနေ့သေဆောင်လာရလို့ကျွန်တော်အယံဝမ်းသာတယ်တကယ်တင်တော့တင်ကောင်းဖြစ်ပါတယ်အဲဆိုတော့နောက်ဆုံးကျမ်းပိုက်တစ်ပိုက်ဖတ်ပြီးတော့မှအဆုံးသတ်ပါမယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့ယောမ8ငွေ30ယောမ8ငွေ30တွေ့ပါလို့ရှိရင်တူတူကဖတ်စီခြင်းပါတယ်ဒါနောက်ဆုံးကျမ်းပိုက်ဖြစ်ပါတယ်တင်အတွက်ယူသွားပါဒီနေ့အဖြစ်ဒါ calling ထဲမှာပါတယ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်အဲဆို1 2 3တူတူကဖတ်ရအောင်ထို့သို့ခွဲကန့်မတ်သားသောသူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းဖြောင်းမရ၌တည်စေတော်မူ၏ထို့သို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏အာမင်ချီးမြှောက်ဖို့ခေါ်တာဖြစ်တယ်ဖြောင်းမရမှာတည်စေဖို့ခေါ်တာဖြစ်တယ်တခုပြောခြင်းနဲ့နော်ငါမဖြောင်းမဘူးဆိုပြီးတော့ဘုရားစီမသွားဘူးတော့အဲ့ဒါစင်ကြယ်မဖြစ်ပါစေနဲ့အဲ့ဒါစင်ကြယ်မဟုတ်အဲ့ဒါ excuse လုပ်လို့မရအောင်ဘုရားခင်ကခေါ်တဲ့ဟိုကမကောင်းလို့ခေါ်တာနော်ငါကောင်းမှသွားမယ်ဆိုတဲ့အတွေးတော့မတွေးနဲ့မကောင်းလဲလာခဲ့တင်ကိုဘုရားခင်ကအကောင်းစားလေးဖြစ်စေမယ်ဖြောင်းမတ်စေမယ်ပြီးတဲ့အခါဘာလို့မှလဲချီးမြှောက်မယ်အခုဘုရားချီးမြှောက်တဲ့သူတွေနော်ကျွန်တော်ကြည့်တာနော်ဒါလူမျိုးရေးနိုင်ငံရေးခွဲကြတာမဟုတ်ဒီမှာကျွန်တော်အသားရောင်ခွဲကြမှုအရင်များတယ်နော်နိုင်ငံလူမျိုးအရင်ကြည့်တယ်နော်ဆိုတော့sorry နော်အမဲဆိုလို့ချင်းဒီမှာဆိုအရင်နှိမ့်တယ်လीနော်နေရာလည်းမပေးချင်ဘူးလေရထားထဲမှာတော့မှနှာခေါင်းရှုပ်ပြီးတော့မှထထွက်သွားတဲ့အဖွဲ့တွေရှိရတယ်နော်မထိုင်ချင်ကြဘူးလေအေးအဲ့လိုမျိုးနော်ကျွန်တော်ပြောပြချင်တာလေဒီမှာရှေ့ကျူရတာရောမလေးအကုန်ပြဝဲအဲ့လိုမျိုးနော်နိုင်ငံလူမျိုးနဲ့မဆိုင်ဖျားချီးမြှောက်လာလို့ရှိရင်လေနိုင်ငံတကာအသင်းစီကိုရောက်လာလိမ့်မယ်နော်ဩစတြေးလျလာရတယ်ဆရာတို့ကဘာလဲဘာနိုင်ငံနဲ့နေဇင်ဘာဘွေနော်တကယ်နိုင်ငံတီးတီးနော်အာဖရိကဆင်းရဲတဲ့နိုင်ငံတွေနော်အဲ့နိုင်ငံလာလူကိုဘုရားကချီးမြှောက်လိုက်တဲ့အခါကျတော့ကဘာအရေးချက်ကကြည့်ဖို့အတွက်လင်းနေကုန်းတန်တီတန်စီးပြီးလာရတာဟောသူတို့နှိမ်တဲ့နိုင်ငံမှာလုံးဝချင်းချင်းတဲကြိုးဆိုရတာရိုးရာဝတ်စားတွေဝတ်တွေအကတွေရောနော်အကုန်ကြိုးဆိုရတာဖြစ်တယ်ကျွန်တော် very respectful အရန် honor ပေးခြင်းခံရတယ်အဲ့ဒါဘုရားချီးမြှောက်တဲ့လူတင်ရအဲ့လိုမျိုးချီးမြှောက်ခြင်းခံရဖို့အတွက်ဘုရားခင်ကဒီနေ့မှာတင်စားစကားပြောနေဖြစ်တယ်အားကြောင့်မို့တင်အချိန်ပြည့်စင်ပါဘုရားရဲ့ calling နောက်ကိုလိုက်ပါဘုရားခေါ်ရင်နောက်ကိုသွားပါနော်အဲဆိုတော့ဒါပေမဲ့အဲ့လိုချီးမြှောက်ခြင်းနဲ့သွားဖို့အတွက်တော့အချိန်တစ်ခုတော့စောင့်ရတယ်ဘုရားခင်ကတေချာတင်ကိုပြင်ဆင်မွမ်းမံလိုက်မယ်စိတ်ချရပြီဆိုရင်ဆွဲထုတ်တော့မှာဖြစ်တယ်အားကြောင့်မို့အဲ့ process ကိုစပြီးတော့မှသွားရအောင်ဒီနေ့တင်စပြီးရနေဖြစ်ပါစေရောက်ရှင်ကိုဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာ